ဒါလေးကတော့ဒိုင်ယွန်းခါပေါ့နော်ဒိုင်ယွန်းခါ၄ဘက်မြောက်ရဲ့ပထမဆုံးခန်းကြီးလေးတွေကိုပြပြပေးသွားမှာပါအရင်ဆုံးပထမဆုံးတစ်ခုကကျတော့ဟျာခုနနာကျူအချီပန်ပေါ့ဟျာခုနနာကျူအချီပန်ကျတော့သူ့ကိုဘာလို့ခေါ်လဲဆိုတော့ဆူနာဆိုတဲ့လို့ခေါ်ခွယောမီယာကျသူ့ကိုဆူနာဆိုတဲ့လို့ခေါ်တယ်အိုယောမီယာသူ့ကိုစလို့ခေါ်တယ်အရင်ဆုံးရိုးရင်းနေလေးကကျတော့ဒီလိုမျိုးလေးပေါ့နော်အရှိဆိုတဲ့ကြောက်တုံးခန်းကြီးလေးအရင်ရေးမယ်လိုမျိုးအရှိဆိုတဲ့ကြောက်တုံးခန်းကြီးလေးရေးပြီးတော့ဘေးကနေပြီးတော့စခုနိုင်နေတော့ဆိုတဲ့ခန်းကြီးလေးရေးလိုက်မယ်အရှိဆိုတဲ့ကြောက်တုံးခန်းကြီးလေးရေးမယ်ပေါ့နော်အရှိဆိုတဲ့ကြောက်တုံးခန်းကြီးလေးရေးမယ်ပြီးရင်စခုနိုင်နေတော့ဆိုတဲ့ခန်းကြီးရေးလိုက်မယ်ဆိုရင်သူ့ကိုစူနာဆိုတဲ့အိုယောမီယာသူ့ကိုစလို့ခေါ်တယ်ပေါ့နော်အရှိဆိုတဲ့ကြောက်တုံးလေးရေးမယ်ပြီးရင်စခုနိုင်နေတော့ဆိုတဲ့ခန်းကြီးရေးလိုက်မယ်ဆိုရင်သူ့ကိုခွန်ယောမီကစူနာဆိုတဲ့လို့ခေါ်တယ်ပေါ့နော်ခွန်ယောမီကစူနာဆိုတဲ့အိုယောမီကသူ့ကိုစလို့ခေါ်တယ်စူနာဆိုတဲ့အိုယောမီကသူ့ကိုစအဲ့တော့ကကြတော့ဟျာခုနနာကျူနီးပန်ပေါ့နော်ဟျာခုနနာကျူနီးပန်ကြတော့ဒါကသူ့ကိုဘာလို့ခေါ်လဲဆိုတော့ရှီအိုဆိုတာကသူစားလို့ခေါ်တယ်ပေါ့နော်ဟင်ခတ်တဲ့စားပေါ့ရှီအိုဆိုတာကစားအိုယောမီကသူ့ကိုအန်လို့ခေါ်တယ်အွန်အန်ပေါ့အရင်ဆုံးရေးဖို့ရေးဒီလေးကကြတော့ဒါကမြေကြီးခန်းကြီးလေးရင်ရေးမယ်မြေကြီးခန်းကြီးလေးရေးပြီးတော့1 2 3 4 5ပြီးအောက်ကနေပြီးစာလားဆိုပကယ်များခန်းကြီးလေးရေးလိုက်မယ်ပေါ့နော်စာလားဆိုရယ်ပကယ်များခန်းကြီးရေးလိုက်မယ်သူ့ကိုရှီအိုဆိုရယ်စားပေါ့အရင်ဆုံးမြေကြီးခန်းကြီးလေးရင်ရေးမယ်1 2 3 4 5ပြီးအောက်ကနေပြီးတော့စာလားဆိုရယ်ပကယ်များခန်းကြီးလေးရေးလိုက်မယ်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
90 17 12 13ဒါဆိုရင်သူ့ကိုခွန်းမိကရှီအိုဆိုတာကစားပေါ့နော်အုံရောမိကကြတော့သူ့ကိုအန်လို့ခေါ်တယ်အဲအွန်အန်ပေါ့ရှီအိုဆိုရဲစားအုံရောမိကအန်အဲအွန်အန်နောက်တစ်ခုကကြသူ့ကိုအာဘူလာလို့ခေါ်ပါတော့အာဘူလာဆိုတာကစီဟင်းချက်တဲ့စီပေါ့နော်အာဘူလာဆိုရဲစီအုံရောမိကသူ့ကိုယူလို့ခေါ်တယ်အဲဆိုရင်ရာခုနာနာကျူစမ်းပန်ပေါ့ရာခုနာနာကျူစမ်းပန်ကကြတော့စီရေးမယ်ဆိုရင်ရေစားလေး30ရေးပဲပေါ့နော်1 2 3ရေစားလေး30ရေးပြီးတော့1 2 3 4 5ဒါဆိုရင်သူ့ကိုအာဘူလာဆိုရယ်စီပေါ့ဒါဆိုလေကွက်ခန်းကြီးကိုမှတော့အပေါ်အမိုးလေးရေးလိုက်တယ်လို့ပဲပေါ့နော်အရင်တော့ရေစားလေး30ရေးမယ်ပြီးရင်1 2 3 4 5ရေစားလေး30ရေးမယ်တစ်ချစ်နှစ်ချစ်3ချစ်4ချစ်5ချစ်အဲဆိုရင်သူ့ကိုခွန်ရောမီကအာဘူလာလို့ခေါ်ရပါတော့အာဘူလာဆိုရယ်စီအွန်ရောမီကသူ့ကိုယူလို့ခေါ်ရအာဘူလာဆိုရယ်စီအွန်ရောမီကယူအဲ့တော့ကြတော့ဟီယာခုနာနာကျူယွန်းပန်ပေါ့နော်ဟီယာခုနာနာကျူယွန်းပန်ကကြတော့မီဒိုလီဆိုတာကအစိမ်းရောင်မီဒိုလီဆိုတဲ့အစိမ်းရောင်အွန်ရောမီကသူ့ကိုလျော့ခုလို့ခေါ်တယ်မီဒိုလီအစိမ်းရောင်အွန်ရောမီကလျော့ခုအရင်ဆုံးအီတောဆိုတဲ့အချီကျူလေးရင်ရေးမယ်ပြီးရင်ဒီဘက်ကိုလှည့်မှာပေါ့နော်1 2 3ပြီးအောက်ကနေပြီးတော့မီဇူးဆိုတဲ့ရေပုံစံလေးရေးပြီးမယ်အဲဆိုရင်မီဒိုလီဆိုတဲ့အစိမ်းရောင်အွန်ရောမီကသူ့ကိုလျော့ခုလို့ခေါ်တယ်အချီကျူရေးမယ်1 2 3 4 5 6 8အီတောဆိုတဲ့အချီကျူလေးရေးမယ်ပြီးရင်တစ်ချစ်နှစ်ချစ်သုံးချစ်ပြီး4 5 6 8ဒါဆိုရင်သူ့ကိုမီဒိုလီဆိုတဲ့အစိမ်းရောင်အွန်ရောမီကသူ့ကိုလျော့ခုလို့ခေါ်တယ်မီဒိုလီဆိုတဲ့အစိမ်းရောင်အွန်ရောမီကသူ့ကိုလျော့ခုအဲ့ဒါခုယာခုနာနာကျူကောပန်ပေါ့နော်ယာခုနာနာကျူကောပန်ကကြတော့ဒါပိတ်နီဆိုတာကနှက်ခမ်းကြီးကကြတော့သူတခုတည်းနဲ့တော့မဟုတ်ဘူးခုချီဆိုတာပါဇက်ခမ်းကြီးလေးနဲ့ရေးမှာခုချီဆိုတာပါဇက်ခမ်းကြီးနဲ့တွဲပြီးတော့မှတ်မယ်ဆိုရင်ခုချီပိတ်နီဆိုရင်နှက်ခမ်းကြီးခုချီပိတ်နီနှက်ခမ်းကြီးအွန်ရောမီကသူ့ကိုခေါ်လို့ခေါ်ရပါတော့ခုချီပိတ်နီနှက်ခမ်းကြီးရဲ့ခွန်ရောမီကသူကပိတ်နီအွန်ရောမီကသူ့ကိုခေါ်လို့ခေါ်ရအဲ့လိုလေးမှတ်လိုက်ပါတော့ဒါဆိုရင်အီတောဆိုတဲ့အချီကျိုးလေးပေါ့နော်အရင်ဆုံးအီတောဆိုတဲ့အချီကျိုးလေးရေးမယ်ဒီဘက်ကကျတော့ခတခဏအဲလေးနဲ့တွေ့ပါနော်ခတခဏအဲလေးရေးလိုက်မယ်အီတောဆိုတဲ့အချီကျိုးလေးရေးမယ်ပြီးဒီဘက်ကခတခဏအဲလေးရေးလိုက်မယ်အီတောဆိုတဲ့အချီကျိုးရေးမယ်ခတခဏအဲလေးရေးလိုက်မယ်ဆိုရင်သူ့ကိုခုချီပက်နီနှခမ်းနီစေခွန်ရောမီကပက်နီလို့ခေါ်တယ်အွန်ရောမီကကျသူ့ကိုခေါ်လို့ခေါ်ရပါတော့ခွ
호염이가 백니 오염이야도 콜로해. 여러 가지 히야고 나나주 럭쿠반 야고 나나주 럭쿠반 자 또가 사수수라 가자 또 예를 되잖아. 바 예를 내서 사우데 예를. 사우데고 떠오노 예를 지래서 이 사수로 거 이 사수 니 사수 아 산사수 뭐အဲ့လိုမျိုးပေါ့နော်တခုနှစ်ခုတအုပ်နှစ်အုပ်ရေတွက်ခြင်းလဲဆိုရင်ဤဆာစုနီဆာစုစန်းဆာစုယွန်းဆာစုအဲ့လိုမျိုးတအုပ်နှစ်အုပ်လုံးလေးအုပ်အဲ့လိုမျိုးရေတွက်တဲ့ခါမှာဆိုရင်သူ့ကိုဆာစုနဲ့သုံးတယ်ပေါ့နော်အရင်ဆုံးရေးဖို့ရင်းနှီးလေးက1 2 3 4 5အေးလေကောင်ကနေခြားလိုက်ပါပေါ့နော်တစ်ချက်နှစ်ချက်ပြီးရင်3 4 5 1 2 3 4 5အဲဆိုရင်သူ့ကိုအုံရောမီကဆတ်စုလို့ခေါ်ရပေါ့နော်အချီဆတ်စုအဆတ်စုနီဆတ်စုပေါ့အဲတအုံနှစ်အုပ်ရတော့တဲ့ဟာအဲ့တော့ကကြာဟျာခုနာနာကျိုးနာနာဘန်ပေါ့နော်ဟျာခုနာနာကျိုးနာနာဘန်ကျတော့ခေါ့ရကြဘာရေးတွက်လဲဆိုတော့တစ်ခုနှစ်ခုရေးတွက်တဲ့ဟာပေါ့အရေးတွက်တွေတစ်ခုနှစ်ခုရေးတွက်တယ်လူတွေဘာရေးဆိုလဲရေးတွက်တဲ့နေရာမှာလဲသူလဲတုံတော့အများကြီးပေါ့နော်အဲဆိုတစ်ခုနှစ်ခုရေးတွက်တယ်ဆိုရင်သူခေါ့လို့ခေါ်တယ်တအုံနှစ်ရေးတွက်ခြင်းလဲဆိုရင်ဆတ်စုနဲ့ရေးတွက်မယ်ဟုတ်ပြီနော်ခေါ်ရေးဖို့ရင်းနေရကြတော့အရင်ဆုံးနေမှန်းလေးရေးမယ်ပေါ့နော်အဲဆိုရင်နေဟန်းလေးရေးပြီးတော့ဒီလိုမျိုးလေးဘောင်လေးရေးလိုက်မယ်အဲ့ဒီဘောင်လေးတွေကမှာဖူလိုဆိုင်ဖူလိုဟောင်းနှမ်းတော့ပေါ့နော်ဟောင်းနှမ်းတော့ခန်းကြီးလေးရေးပြီးတော့ဘောင်လေးပိတ်လိုက်မယ်ဆိုရင်သူ့ကိုခေါ့လို့ခေါ်တယ်။အောင်ရောမီကသူ့ကိုခေါ့တစ်ခုနှစ်ခုရေးတော့ခြင်းလဲဆိုခေါ့နေဟန်းလေးနေမှန်းလေးရေးမယ်ဒီလိုမျိုးလေးဆွဲပြီးတော့ဖူလိုဟောင်းနှမ်းတော့ဟာလေးရေးမယ်ဆိုရင်ခေါ့နှစ်ခုရေးတော့တဲ့ဟာဆိုရင်ခေါ့ချီဒီဆန်ရှိလိုလေးရေးမယ်ဆိုရင်သူ့ကိုအုံရောမီကခေါ့လို့ခေါ်တယ်တစ်ခုနှစ်ခုရေးတွက်တယ်ဆိုရင်ခေါ့အဲ့တော့ကျတော့ဟျာခုနာနာကျိုးဟာချီပန်ဟျာခုနာနာကျိုးဟာချီပန်ကျတော့မိုက်ဆိုတာကတစ်ချက်နှစ်ချက်ရေးတွက်တဲ့ဟာပေါ့တစ်ချက်နှစ်ချက်ရေးတွက်တာဆိုတာပတ်စံနဲ့ရေးတွက်တာလို့လက်မှတ်တွေရေးတွက်တာလို့အဲ့လိုမျိုးရေးတွက်မယ်ဆိုရင်မိုက်လို့ခေါ်တယ်အချီမိုက်အော်နော်အချီမိုက်နီမိုက်ဆန်မိုက်ဆိုပြီးတစ်ချက်နှစ်ချက်ရေးတွက်ခြင်းနဲ့ဆိုရင်သူကိုမိုက်နဲ့သုံးမယ်တစ်ခုနှစ်ခုရေးတွက်ခြင်းနဲ့ဆိုရင်ဒီခေါ့နဲ့သုံးမယ်တအုပ်နှစ်အုပ်ရေးတွက်ခြင်းနဲ့ဆိုရင်သူကိုဆတ်စုနဲ့သုံးမယ်ပေါ့နော်ရင်းတော့မိုက်ကိုရေးမယ်ဆိုရင်ဒါဆိုခိတစ်ပေပုံလေးပေါ့နော်ခိတစ်ပေလေးရေးပဲပြီး1 2 3 4ဟုတ်နော်ခိဟန်းလေးရေးမယ်1 3 4ဆိုရင်ဒါဆိုရင်သူ့ကိုမိုက်လို့ခေါ်ရပါတော့အချီမိုက်နီမိုက်တရွက်နှစ်ရွက်ရေးရတဲ့ဟာဆိုရင်သူ့ကိုမိုက်လို့ခေါ်တယ်ဒါဆိုရင်ဒီပိုင်းပေါ့နော်ဒါဆိုရင်ပြန်ပြောမယ်ဆိုဒါဆူနာဆိုတဲ့တဲလို့ခေါ်တယ်။အောင်ရောမြတ်တို့စာဒါဆိုရင်ရှီအိုဆိုတာကခေါ်မယ်နဲ့ဆူနာဆိုတာကတဲနော်ဆူနာဆိုတဲ့တဲအောင်ရောမီကစလို့ခေါ်တယ်။ရှီအိုဆိုတဲ့စာအောင်ရောမီကအန်လို့ခေါ်တယ်။အာဘူလာဆိုတဲ့စီအောင်ရောမီကယူဒါဆိုရင်မီဒိုလီဆိုတဲ့အစိမ်းရောင်အောင်ရောမီကလျက်ကိုဒါဆိုခုချီပဲနီနခဲနီကပက်နီအောင်ရောမီတို့ခေါ်လို့ခေါ်ရပါတော့။ဒါဆိုရင်ဆတ်စုတအုပ်နှစ်အုပ်ရေးတွက်တယ်ဆိုရင်ဆတ်စုတစ်ခုနှစ်ခုရေးတွက်တယ်ဆိုရင်ခေါ်တစ်ချက်နှစ်ချက်ရေးတွက်တယ်ဆိုရင်မိုက်ပေါ့နော်။